ကဲအားလုံးပဲမင်္ဂလာပါနော်တွေ့ကြလေးတော့ပြပေးမယ်လေဘယ်လိုလဲဆိုတော့နော်ဒီကိုတော့ကြံရနေဒီကိုတက်ထွေတော့ကြံရနေဒီကိုတက်ထွေဒီတပတ်ကျော်နောက်တစ်ပတ်မှာသူ့ရဲ့အောက်ကဒီကိုတော့ကြံရနေသူ့အောက်ဘက်ကအင်္ဂါညနေဘရိတ်ကြီးနောက်တစ်ပတ်ဆင်းပြီးအင်္ဂါညနေဘရိတ်ကြီးနောက်တစ်ပတ်ဆင်းပြီးဒီမှာပြည့်ရဲ့ဒါမှဒီမှာဒီအောက်ပေါက်ရှိချင်လေရဒါသူထွက်မယ်မထွက်ပြည့်ရထားလိုက်ပါမားတယ်လည်းထားလို့ရတယ်ငါညနေပြီး6ပွဲဒီနောက်တော့ဆင်းပြီးငါညနေ9ပွဲဒီနောက်တော့ဆင်းပြီးထို့တူဒီမှာပြည့်ရရှိသူကဘယ်လိုဆင်းလဲဆိုတော့အင်္ဂါညနေပရိသီတနင်္လာညနေနှလုံးပေါင်း16သုံးပိုင်းနဲ့ဒီအင်္ဂါညနေပရိသီနောက်တစ်ပတ်မှာဆင်းပြီးတနင်္လာညနေ36ဒီ6ဒီညနေအင်္ဂါညနေ4ပရိနဲ့ဆင်းပြီးတနင်္လာညနေနှလုံးပေါင်းဒီ6ဒီဖက်ထားပါရပြည့်ပြီးတာ10ပရိနဲ့ဆင်းပြီးတနင်္လာညနေနှလုံးပေါင်းခွန်နေဒီနေခွန်ဒီအင်္ဂါညနေ6ပရိနဲ့ဆင်းပြီးတနင်္လာညနေနှလုံးပေါင်း2ခွန်ဒီအင်္ဂါညနေ5ပရိနဲ့ဆင်းပြီးဒီမှာတက်ကိုဒီတနင်္လာညနေနှလုံးပေါင်း58ဆိုတော့38ဒီအင်္ဂါညနေ4ပရိနဲ့တော့မှဆင်းပြီးတနင်္လာညနေနှလုံးပေါင်း9ဒီအင်္ဂါညနေ4ပရိနဲ့နောက်တော့ဆင်းပြီး9ချင်းနဲ့4ပရိဒီမှာ38ချင်းနဲ့4ပရိနှစ်ခွန်ချင်းနဲ့5ပရိခွန်နှစ်ချင်းနဲ့6ပရိအဲ့ဒါမှတော့6ပဲနော်အခုတနင်္လာညနေအင်္ဂါညနေတနင်္လာညနေနှလုံးပေါင်း4မလေး9အင်္ဂါညနေ1ပရိဆိုတော့ဒီနေ့ပတ်တွေ့လေခွန်နဲ့နေကိုနေကိုလေခွန်ကိုနဲ့နေကိုဒီရှိချင်မှာဒီချိန်တော့သူဆင်းလိုက်နောက်တစ်ခုပြောမှာပေါ့နော်ဒါတော့ရှိချိန်ထိုးအောင်ဒီချိန်ထွက်နေတယ်ရပြီပေါ့နောက်တစ်ခုကမနေ့ပြန်မနေ့အတွက်လေးကိုပြချင်နောက်တစ်ခုကသူကဘယ်လိုလဲဆိုတာတော့အပေတော့မရှိဘူးပဲကျွန်တော်ယူလို့လွယ်အပေတော့ပဲယူလွယ်တော့မယ်အေးပေါ့အဲ့လိုပဲပြောဟုတ်လားကြည့်ချာဒီ3
jet trip ကိုတော့ကြာမနေ့3-5 jet trip တော့ကြာမနေ့3-5 jet trip တာနဲ့အင်္ဂါမနေ့ထွက်တဲ့ကဏ္ဍကြီးသူ့အောက်က40နှလုံးပေါင်း9-3အချိန်နဲ့တခြားနားထောင်နော်40နှလုံးပေါင်း9-3အချိန်နဲ့ထွက်တယ်ဒီ9ရဲ့ပါဝါ3ည1နှစ်ပြိဖြစ်ရ9-3အချိန်9ပါဝါ3ည1နှစ်ပြိနေအင်္ဂါမနေ့မှာထွက်ရ3-5တစ်ထွက်ဒီမှာကပြည့်ရရှိတော့ဘာမှလုပ်မရပြည့်ရမပိတ်ရရှိတော့လုပ်မရဒီမှာ3-5တစ်ထွက်ဒီအင်္ဂါမနေ့ထွက်တဲ့50ခွန်ကြည့်ရပါဘူးသူ့ရဲ့အောက်ကသူ့ရဲ့ဇောင်းအောက်က3ညခွန်နှလုံးပေါင်းခွန်နှစ်အချိန်နဲ့ခွန်နှစ်ခွန်အချိန်နဲ့ခွန်နှစ်အချိန်နဲ့ခွန်ပါဝါနှစ်3-4ပြိနဲ့ထွက်ရခွန်နှစ်ချိန်ခွန်ပါဝါနှစ်3-4ပြိနဲ့ထွက်နော်အပင်တော့ကျဲတယ်ဝေးတယ်ဒီမှာ9-3ညတစ်ထွက်80နှစ်ကနှလုံးပေါင်းနှစ်ခွန်အချိန်နဲ့ဒီမှာထွက်မယ်ဒီအော်ဆောင်းလမ်းပေးတာဒီလမ်းပေးတာနှစ်ပါဝါ89ပြိနဲ့နှစ်ခွန်ချိန်နှစ်ပါဝါ89ပြိနဲ့ထွက်သွားနော်ဟုတ်ပြီအခုဒီမှာမနေ့ပြန်မနေ့ဒီမှာထွက်မယ်ကနဒီကောင်ကပို့မှာဖြစ်တဲ့အတွက်ဒီ6ချိန်ဒီပါဝါ6ခွန်8ပြိတော့ဒီမှာကျွန်တော်ဆွဲထားတယ်ဒီ6ချိန်ဒီပါဝါ6ခွန်8ပြိဒီမှာတေယူရင်တင်ငါဒီ6တက်ခွန်6ယူရင်6ခွန်8ဆိုတော့66တိ68 5ဝက်ထုတ်အောင်မနေ့ပြန်မနေ့ညနေပိုင်းကတော့ညတော့တင်ထားပြပါပြီဒီမနေ့ဒါနဲ့ထုတ်ရှာလိုက်ဖို့ထုတ်ရရင်ညပေးထားတယ်နေ့ညနေအတွက်ကိုကစားရုံမရှိတော့โอเคကျွန်တော်လည်းဒီနေ့လုံးပြသူ့ပြင်တော့အဲကြောင့်အားရခြင်းရှာကြည့်အဲ့ဒါတွေတော့တွေ့တယ်ဆက်မိဆက်ရအောင်ကဲလူချိုးပေးကြပါစေအားလုံးတယောက်ချင်းချင်းနဲ့ကျေးဇူးရတင်ပါတယ်ကျမချမ်းသာကြပါစေအားလုံးကျေးဇူးတင်ပါတယ်